BNN ကယ်ဆယ်ရေးသမားတွေဝယ်ယူတဲ့အသီးနှံဘိုးတွေအတွက်ပတ်စံရှင်းပေးခဲ့တဲ့ NDE ရဲ့လုပ်ရဟာ BNN မီဒီယာတွေမှာဖော်ပြခံနေရပါတယ်အရန်ကိုလည်းချီကျူးခံနေရပါတယ်เนาะကျွန်တော်လည်း DND ရဲ့လုပ်ရကိုတကယ်လဲလေးစားမိပါတယ်เนาะဒါအသက်ကြီးတိုင်းဒီလိုမျိုးအတီတရားရှိတာမဟုတ်ပါဘူးဒါကျွန်တော်ပုံပွင့်လင်းလင်းပြောတာပေါ့เนาะဒီ NDE ရဲ့လုပ်ရဒီအတီတရားရှိမှုဟာဒီအစင်တန်းရှိမှုဟာအရန်ကိုလေးစားချီကျူးဖို့လည်းကောင်းပါတယ်ပေါ့เนาะ BNN မီဒီယာအသီးသီးမှာလည်းပေါ်ပြနေကြသလိုဒီ comment တွေမှာဆိုရင်လည်း BNN နိုင်ငံသားတွေကဝိုင်းပြီးတော့ဒါချီကျူးဂုဏ်ပြုနေကြရပေါ့နော်ဒါမြန်မာ NDE ကသူတို့နိုင်ငံရဲ့ကယ်ဆယ်သမားတွေကိုနော်ဝယ်တဲ့အသီးနှံဘိုးတွေကိုရှင်းပေးခဲ့တယ်ဆိုတော့တော်တော်လေးကိုသူတို့အနေနဲ့ဒါဒီ NDE ရဲ့စိတ်ဓာတ်ကိုလေးစားတဲ့အကြောင်းလည်း comment တွေမှာပေါ်ပြနေကြပါတယ်ပြီးတော့ဒီလောက်ရကြောင်းပဲဒီ BNN မြန်မာရဲ့ချစ်ကြည်ကြီးကပို့ပြီးတော့ရင်းနှီးစေခဲ့တယ်ပေါ့နော်အခုဒီငလင်းရင်းမှာလည်းမြန်မာနိုင်ငံဒုက္ခရောက်တဲ့အချိန်မှာအာဆီယံလည်းပြစ်မထားသလိုကမ္ဘာလည်းပြစ်မထားခဲ့ဘူးပြီးတော့ BNN လည်းပေါ့နော်မြန်မာအလံနဲ့ BNN အလံကိုကင်ပြီးလေးစိတ်ကနေဝင်လာတယ်သူတို့ရဲ့ဒီကယ်ဆယ်ရေးသမားတွေလာရောက်ကယ်ဆယ်ခဲ့တဲ့အတွက်ကျွန်တော်တို့အများကြီးလဲကျေးဇူးတင်မိပါတယ်ပေါ့နော်DND ကလည်းအဲ့လိုမျိုးပတ်စံတွေပါရှင်းပေးခဲ့တဲ့အတွက်သူတို့ကလည်းပို့ပြီးတော့ချစ်ခင်မှုရင်းနှီးမှုတွေရှိစေခဲ့တယ်နောက်မှာလည်း BNN နဲ့မြန်မာရဲ့တန်တမာကြီးကပိုကောင်းသွားမယ်လို့ထင်ပါတယ်ပေါ့နော်တော်တော်လေးကိုလည်း DND ရဲ့လုပ်ရက်ကိုကျွန်တော်တို့လေးစားမိပါတယ်နောက်တစ်ခုကပါလဲဆိုတော့ဒီတိုးအောင်ပေါ့နော်နေပြည်တော်တိုးအောင်ရဲ့အထည်ဆိုင်ကိုအားလုံးပဲသိကြမှာပါနော်တိုးအောင်ရဲ့အထည်ဆိုင်မှာဆိုရင်ပြီးခဲ့တဲ့ရက်ကဒီထိုင်းနိုင်ငံကယ်ဆယ်ရေးသမားတွေကလာပြီးတော့အဲ့ဒီဝယ်စားတွေကိုလာကြည့်တယ်ပေါ့နော်လာကြည့်ပြီးတော့သူတို့ကြိုက်တာလေးတွေဝတ်တယ်သူတို့လိုချင်တာလေးတွေကြည့်တဲ့ခါကျတော့တိုးအောင်ကလည်းလုံးဝစိတ်စေတနာပြေဝစွာနဲ့နော်အတိတရားရှိစွာနဲ့တော်တော်လေးကိုလေးစားဖို့ကောင်းတယ်တိုးအောင်နေနဲ့လည်းဒီလိုအင်ဝယ်စားတွေသူတို့လိုချင်တာမှန်သမျှကိုပေါ့နော်သူတို့ဝတ်တာမှန်သမျှသူတို့ယူတာမှန်သမျှကိုအကုန်လုံး free ပေါ့နော်အလကားလှူပေးလိုက်ပါတယ်ဆိုတော့ထိုင်းကယ်ဆယ်ရေးသမားတွေကလည်းတော်တော်လေးပျော်သွားတယ်ပေါ့နော်ဒီဗီဒီယိုထဲမှာဆိုရင်လည်းဒါတိုးအောင်ကဘယ်လိုလဲဆိုတော့ဒီရိုးဗျာပစိုးလေးနဲ့နော်တနခါပုတ်ကွာကြားလေးနဲ့ဆိုတော့တော်တော်လေးကိုသူအနေနဲ့ရိုးသားတဲ့ပုံလေးလဲပေါက်နေတယ်နော်ပြီးတော့တိုးအောင်တို့လင်မယားငကိုတွေကလူချစ်လူခင်ပေါ်တယ်ဗျာဒါကျွန်တော်မြောက်ပြောတာမဟုတ်ဘူးနော်ဟိုလူတယောက်ကကျွန်တော်ဆိုလဲချင်မွေးပါခြင်းမပါမှာကျွန်တော်လည်းသိတယ်ကျွန်တော်လည်းချင်မွေးသိပြီးမပါလာဘူးအဲ့တော့တိုးအောင်တို့ကတော့ချင်မွေးပါတယ်နော်ချင်မွေးပါတဲ့ထဲမှာပါတယ်ဗျာအဲ့တော့သူတို့ဆိုရင်လည်းတော်တော်လေးကိုစိတ်စေတနာပြေဝရတယ်လူငယ်ပေမဲ့အတိတရားလည်းရှိရပေါ့နော်အဲ့လိုထိုင်းကယ်ဆယ်ရေးသမားတွေကိုဒီလိုမျိုးလက်ဆောင်တွေပေးတဲ့အတွက်လည်းနောက်တစ်ချိန်ကြာလို့ဒီကယ်ဆယ်ရေးသမားတွေအနေနဲ့ပေါ့နော် BNN ပဲဖြစ်ဖြစ်ထိုင်းပဲဖြစ်ဖြစ်ရုရှားပဲဖြစ်ဖြစ်သူတို့နိုင်ငံတည်တည်ကိုပြန်တဲ့အခါမှာမြန်မာတွေရဲ့စေရင်းစေတနာဒီလိုရှိပါလားမြန်မာတွေရဲ့ယဉ်ကျေးမှုမြန်မာတွေရဲ့သဘောထားပြေဝမှုတွေကဒီလိုရှိပါလားဆိုတာသူတို့ရဲ့မိသားစုဝင်တွေသူတို့နိုင်ငံသူတို့ရဲ့ပြည်သူတွေကိုပြန်ပြီးပြောပြလိုက်မယ်လို့ကျွန်တော်ကလည်းထင်ပါတယ်အခုချိန်မှာဆိုရင်နော်ဒါ BNN ရဲ့ကယ်ဆယ်ရေးသမားတွေကိုအသီးနှံတွေဝယ်တဲ့နေရာမှာပတ်စံရှင်းပေးခဲ့တဲ့ NDE ရဲ့လုပ်ရကြောင်းဒီဗီဒီယိုကပေါ့နော်BNN နိုင်ငံအထိပြန်နှံသွားတယ်ပြီးတော့ BNN သတင်းမီဒီယာအသီးသီးမှာလည်းဖော်ပြနေကြပြီးတော့လက်ရှိချိန်မှာဆိုရင်လည်းပေါ့နော် BNN နိုင်ငံကပြည်သူလူထုကလည်းဝိုင်းဝန်းချီးကျူးနေကြတယ်ရုရှားကယ်ဆယ်သမားတွေဆိုရင်လည်းဒီလိုပါပဲပေါ့နော်သူတို့နားယူတဲ့အချိန်မှာကျွန်တော်တို့မီးပြတ်နေတဲ့အချိန်မှာမီးတွေသွားပြီးဖုံးဖက်လက်မီးလေးတွေနဲ့သူတို့နားယူလို့ထမင်းတွေပါစားတဲ့အချိန်ခေါက်ဆွဲတွေပါစားတဲ့အချိန်မှာမီးတွေတော့ထွန်းပေးကြတယ်လိုအပ်တယ်ပေါ့နော်မိုဘဲတီစာတွေတော့ဝယ်ပေးကြတာကိုလည်းကျွန်တော်တို့ဗီဒီယိုတွေမှာမြင်တွေ့နေရပါတယ်အဲ့အတွက်လည်းအဲ့လိုဝယ်ပြီးတော့လက်ဆောင်ပဏာပေးတဲ့လူတွေကိုတော်တော်လေးကိုလေးစားချီးကျူးမိပါတယ်ဟုတ်ကဲ့ပါဒါကတော့ BNN မီဒီယာတွေမှာအရန်ကိုနာမည်ကြီးနေတဲ့မြန်မာ NDE တယောက်ရဲ့စိတ်စေတနာပြေဝမှုကိုကျွန်တော်ကပြန်လည်ပြီးတော့ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့မိဘပြည်သူများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့เนาะဘေးရန်တွေမျိုးမျိုးမှာကင်းဝေးကြပါစေကြောင်းကျွန်တော်နေရဲ့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်